မတယောက်ရဲ့ဝမ်းမှာတန်ဒီခရှာတဲ့6ကျင်းတိုင်တိုင်တတ်တော်လဲမသေးတဲ့တန်ငယ်ကိုဘုန်းကြီးအကြောင်းပြုပြီးတော့ဟောမှာပါရေးသားကြီးဘယ်နှကျင်းတတ်တာ6ကျင်းတိုင်တိုင်တတ်တယ်သိရလားဗျရေးသားကြီး6ကျင်းတိုင်တိုင်တတ်တာတော့မသေးဘူးကိုတန်ပြီးပြီမှာဗျရေးသားဤတန်းစာမတယောက်ရဲ့ဝမ်းမှာတန်ဒီခဘယ်သူဝမ်းမှာတော့တန်ဒီခတော့ဤတန်းစာမဒီတန်ဒီခလို့တဲ့ဆန္ဒလည်းမရှိဘူးဤတန်းစာမတန်ဒီခလို့တဲ့ဆန္ဒမရှိတော့လေရတော်မလို့လူတော်မရဖြစ်တတ်ဒီကိစ္စကြည့်အခုဤတန်းစာမမိမိမရခြင်းတော်လဲဝဲတတ်တန်နေခလာခဲ့ဒုက္ခပဲညီမတို့ဒီကိစ္စကြီးပေါ်ပေါက်လာရင်ဖြင့်လာရမြယောက်ျားတွေဘယ်သူမှလက်မခံနဲ့ငါနေမကောင်းဘူးလို့ပြောလိုက်ကြဒီကနေ့ကစပြီးအလုတ်ပိတ်တယ်ဟာဘယ်ရောက်ကုန်ပါလဲဘယ်ရောက်တော့ကွာကိုင်ပိတ်တာပေါ့ဘာဖြစ်အလုတ်ပိတ်လိုက်6 လလွယ်10 လစောင့်ရှောက်လာခဲ့10 လကြတော့ဖွားမြောက်လိုက်ပြန်တော့ဟောသားယောက်ျားလေးပေးတာကြီးဘာလေးသားယောက်ျားလေးကောက်ကြည့်လိုက်ဟင်ကြည့်စမ်းသေချင်းစိုးလေးမိန်းကလေးရတယ်ဆိုတော်သေးရဲ့ငါအလုတ်ကြီးကမိန်းကလေးရမှာကူပေါ်လောင်ပဲရမယ်ဟုတ်သားကြည်စားမရရှင်တော့လာပြီးတော့ရသေချင်းစိုးလေဒင်းကြည်ပြင်းလာရင်တော့ဒီကနေ့ကနောက်ငါဖောက်တဲ့တွေပြက်ကုန်တော့မှာပဲနော်နားလေအောင်ပြောရတာပါကျမ်းဂန်နဲ့မပါပါဘူးအရှင်းပြောတာဒီလိုမပြောနားမလဲဘူးနားလည်လောက်တဲ့စကားနဲ့ဘုန်းကြီး3ရတော်ပြီဒီမှာတို့ဒီလိုငါအနှောက်ရှက်ပေးမဲ့ကလေးကိုမမွေးလို့သွားအမိုက်ပုံနဲ့သွားပြစ်ထားကြဟောအမိုက်ပုံနဲ့သွားပြစ်ဒီကဘယ်မှာသွားပြစ်အမိုက်ပုံနဲ့သွားပြစ်တရားနာပြိတ္တကြီးအမိုက်ပုံနဲ့သွားပြစ်တော့ဟောတရားနာပိဋကကြေးကျွန်တယောက်